အဖွားအိုဟာအမျိုးသမီးချက်ထားတဲ့ခိုးပေါင်းဟင်းရည်ကိုတငုံပဲတောက်လိုက်ရသေးတယ်သူသားအရင်ကချက်ကျွေးဖူးတဲ့ဟင်းရည်ရတာနဲ့တပုံစံနဲ့တူနေတာကိုတိလိုက်ရလို့ဝမ်းသာသွားခဲ့ပါတယ်အဖွားအိုကဒီဟင်းချက်နီးကိုဘဲကတင်ယူထားတာလဲလို့အမျိုးသမီးကိုအမြန်မေးလိုက်ပါတယ်အမျိုးသမီးကသူ့ခင်ပွန်းကတင်ပေးထားတာပါလို့ပြန်ဖြေခဲ့တယ်အမျိုးသမီးရဲ့ခင်ပွန်းနာမည်ကိုကြားလိုက်ရတဲ့အခါမှာတော့အဖွားအိုကအဲ့ဒီလူဟာသူ့သားမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ဟင်းရည်အရသာကြောင့်ပဲအဖွားအိုကအဲ့ဒီအမျိုးသမီးကိုအိမ်ပေါ်ဖြစ်ဆက်ခံထားလိုက်ပါတယ်သူမမသိလိုက်တာကအဲ့ဒီအမျိုးသမီးရဲ့ခင်ပွန်းဟာတကယ်တော့ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့သူမရဲ့သားရင်းဖြစ်နေတယ်ဆိုတာပါပဲလွန်ခဲ့တဲ့နှစ်တွေတုန်းကသူ့သားဟာပျောက်ဆုံးသွားခဲ့ပြီးကံကြမ္မာအလှည့်ပြောင်းတစ်ခုကြောင့်ကျိုးမိသားစုကမွေးစားသားအဖြစ်ခေါ်ယူသွားခြင်းကိုခံခဲ့ရပါတယ်ကျိုးမိသားစုကသူတို့ရဲ့သားရင်းကိုပြန်တွေ့သွားပြီးတဲ့နောက်မှာမွေးစားသားကသူ့အမွေတွေကိုဝင်လူယူမှာကိုစိုးရိမ်ခဲ့ပြီးမွေးစားသားကိုအကွက်စင်အမှုပတ်စီကထောင်ထဲပို့ဖို့ကြံစည်ခဲ့ပါတယ်အဲ့ဒီမွေးစားသားဟာထောင်မဝင်ခင်မှာသူ့ရဲ့မိန်းမကိုမိသားစုအမွေဖြစ်တဲ့ကြောက်စိမ့်ဆွဲပြားကိုအရေးပေါ်သုံးဖို့ပေးခဲ့ပြီးသူ့ကိုမေးလိုက်ကကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့တိုက်တွန်းခဲ့ပါတယ်အမျိုးသမီးကတော့သူ့ခင်ပွန်းကိုမစွန့်ပစ်ခဲ့ပါဘူးသူ့ခင်ပွန်းအတွက်ရှိနေငါပြီးအမှုပြန်တိုင်နိုင်ဖို့သူမဟာအလုပ်မျိုးစုံကိုတပြိုင်တည်းလုပ်ခဲ့ပါတယ်ဒါပေမဲ့လည်းသူမပတ်စံလုံလောက်မစုနိုင်ခဲ့ပါဘူးတနေ့မှာတော့သူမဟာဆေးရုံကိုတွေးသွားလူပါတယ်သူမရဲ့တနာစရာကောင်းတဲ့အခြေအနေကိုမြင်တော့ဆရာဝန်တယောက်ကအချမ်းသာဆုံးဖြစ်တဲ့ရှက်မိသားစုကလစာကောင်းကောင်းနဲ့အိမ်ဖို့တယောက်ခေါ်နေတယ်အဲ့ဒီအလုပ်ကိုတွားလျှောက်ကြည့်ဖို့အကြံပေးခဲ့ပါတယ်ဒါနဲ့အမျိုးသမီးလည်းသူမရဲ့ကိုယ်ဝင်ဆောင်ထားတဲ့ပိုက်ကိုမသိအောင်စီးနှောင်ပြီးအလုပ်တွားလျှောက်ခဲ့ပါတယ်နောက်ဆုံးတော့သူမဟာခိုးပေါင်းဟင်းရည်တစ်ခွက်ထဲနဲ့ပဲအိမ်ဖော်လုပ်ကိုရရှိသွားခဲ့ပါတယ်ရှေ့နေရုံကအမှုချင်းစီတောင်းဖို့ခုလေးတင်ဖုန်းဆက်လာတာကိုတတိယပြီးသူမဟာတတိမွေးကအဖွားအိုစီကနေလစာကြိုထုတ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်အလုပ်တောင်မဆက်ရသေးပဲလစာကြိုတောင်းတာကြောင့်အဖွားအိုကစီကန်းနားမလဲရကောင်းလားဆိုပြီးဒေါသတကြီးစူပူချင်းမောင်းပါတော့တဲ့အမျိုးသမီးကလည်းဒါဟာသူ့ခင်ပွန်းကိုကယ်တင်ဖို့အတွက်ဖြစ်ကြောင်းရှင်းပြဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဖွားအိုကတော့ရှားမိသားစုဆိုတာပရဟိတအတင်းမဟုတ်တယ်လို့သူမကိုကူညီပေးဖို့လည်းတာဝန်မရှိဘူးလို့ပြောလိုက်ပါတယ်ရွေးချယ်စရာမရှိတော့တဲ့အဆုံးအမျိုးသမီးလည်းထွက်ခွာသွားခဲ့ရတယ်အဲ့ဒီညမှာပဲအဖွားအိုတယောက်အိမ်မက်ဆိုးတွေမက်ပါတော့တဲ့အိမ်တော်ထင်းကအိမ်ကူတွေကိုအဖွားအိုစိတ်ငြိမ်အောင်လုပ်ပေးမဲ့နီးလန်းရှာကြဖို့ခိုင်းစေခဲ့ပါတယ်အကယ်၍အဖွားအိုသာထပ်ပြီးလန့်သွားခဲ့ရင်အိမ်ဖော်တွေအားလုံးအလုပ်ထုတ်ခံရမှာပါဒါကြောင့်ခက်ခက်ခဲခဲရထားတဲ့လစာကောင်းတဲ့ဒီအလုပ်ကိုဆက်လုပ်နိုင်ဖို့အတွက်အမျိုးသမီးဟာအဖွားအိုစိတ်ငြိမ်ပြီးအိပ်ပျော်သွားအောင်တိတ်တေးဆိုပြီးချော့တိတ်ပေးခဲ့ပါတယ်ဒီတိတ်တေးတခြင်းကတော့တစ်ချိန်လုံးကသူ့ခင်မုန်းဖြစ်သူသူမကိုချော့တိတ်ဖို့ဆိုပြခဲ့မှုတဲ့တခြင်းလေးပဲဖြစ်ပါတယ်နောက်တနေ့မနက်မိုးလင်းတော့အဖွားအိုကဒီလောက်နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ခဲ့တာကြာပြီလို့ပြောပြီးနိုးထလာပါတယ်ဒါကြောင့်အမျိုးသမီးကိုချက်ချင်းပဲဒေါ်လာ1000စုချလိုက်ပြီးမနက်ဖြန်ကြာရောက်မဲ့သူ့သားရဲ့မွေးနေ့ပွဲကိစ္စကိုပါတာဝန်ယူစီစဉ်ပေးဖို့ခိုင်းစေလိုက်ပါတော့တယ်အဖွားအိုကအဲ့ဒီအမျိုးသမီးကိုမျက်နှာသာပေးနေတာမြင်တော့အိမ်တော်ထင်းကတနေ့ကျရင်သူ့နေရာကိုအစားထိုးဝင်ယူသွားမှစိုးရိမ်ပြီးအလုပ်ထုတ်ခံရအောင်လုပ်ဖို့ကြံစီပါတော့တဲ့မွေးနေ့ပွဲကျင်းပတဲ့နေ့မှာတော့အမျိုးသမီးဟာစပွဲဝိုင်းမှာတခင်လေးထိုင်မဲ့နေရာလွတ်နေတာကိုသတိထားမိလိုက်ပါတယ်တခင်လေးကငငယ်တုန်းကလေးကပျောက်ဆုံးသွားခဲ့တယ်ဆိုတာကိုကြားလိုက်ရမှာပဲဘာလို့သူမတခင်လေးကိုတခါမှမမြင်ဘူးရတာလဲဆိုတာနားလည်သွားခဲ့ပါတယ်ညစာစားပွဲပြီးတဲ့နောက်မှာတော့အမျိုးသမီးကမွေးနေ့ကိမ်းမုတ်ကိုကြည့်ပြီးလွှင့်ပစ်လိုက်ရင်နှမျောစရာကောင်းမယ်လို့တွေးနေမိတဲ့အိမ်တော်ထင်းကတော့ဒါကိုမြင်လိုက်တာနဲ့အမျိုးသမီးကိုရှင်းထုတ်ပစ်ဖို့အခွင့်ကောင်းမဲ့ဆိုပြီးချက်ချင်းအကြံရသွားပါတော့တယ်အိမ်တော်ထင်းကအဖွားကိုစိတ်မကြည်လို့အစားတောက်မစားခြင်းမှုဖြစ်နေတယ်ဒါကြောင့်ဒီကိမ်းမုတ်ကိုယူသွားပြီးစားလိုက်တော့လို့ပြောလိုက်ပါတယ်အမျိုးသမီးကလည်းဘာမှမတင်ကမှဖြစ်မိပဲကျေးဇူးတင်စွာနဲ့လက်ခံခဲ့တဲ့တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ကသူ့ခင်ပွန်းရဲ့မွေးနေ့လည်းဖြစ်နေတာကြောင့်ထောင်ထဲမှာဒုက္ခရောက်နေရှာမဲ့ခင်ပွန်းဖြစ်သူကိုတွေးမိပြီးမျက်ရည်ကျကကိမ်းမုတ်ပေါ်ဖျောင်းတိုင်တွေထွန်းလိုက်ပါတယ်ပြီးတော့ခင်ပွန်းဖြစ်သူရဲ့တပ်ပုံကိုထုတ်ကြည့်ပြီးဆူတောင်းကသူ့ကိုလွတ်မြောက်အောင်နီးလန်းရှာပြီးလုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်နောက်ဆုံးတော့လေသူမဟာသူ့ခင်ပွန်းရဲ့ကလေးကိုကိုဝင်ဆောင်ထားရသူဖြစ်နေတာကြောင့်ပါအဲ့ဒီအချိန်မှာပဲအိမ်တော်ထင်းကအဖွားအိုကိုခေါ်လာပြီးတခင်လေးအတွက်ပြင်ဆင်ထားတဲ့ကိမ်းမုတ်ကိုအမျိုးသမီးကစားသုံးနေတယ်ဆိုပြီးဆွဆွဲပါတော့တဲ့အမျိုးသမီးကလည်းအိမ်တော်ထင်းကိုယ်တိုင်စားခွင့်ပြုခဲ့တာဖြစ်ကြောင်းနဲ့သူမဟာသူ့ခင်ပွန်းရဲ့မွေးနေ့ကိုပဲဂုဏ်ပြုခြင်းယုံတက်ပါလို့ရှင်းပြခဲ့ပါတယ်အိမ်တော်ထင်းကတော့ဒီကိမ်းမုတ်ဟာတခင်လေးအတွက်ဖြစ်ပြီးဘယ်သူမှမထိရဘူးလို့အိမ်ဘော်တွေကိုကြိုတင်ညွှန်ကြားထားပြီးသားပါလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့သူမဟာခွင့်ပြုချက်မပါဘဲကိမ်းမုတ်ကိုလှိဖြတ်တာလိမ်ညာပြောဆိုတာဟာတခင်လေးကိုမလေးစားရရောက်တဲ့အပြုအမူဖြစ်ကြောင်းဆွဆွဲခဲ့ပါတယ်ဒီအမျိုးသမီးဟာသူ့သားရဲ့ပစ္စည်းကိုမယိုမသေးထိရဲတယ်ဆိုတာအဖွားအိုမြင်လိုက်ရတဲ့အခါမှာတော့စုံမဖို့တနိဋ္ဌာန်ချလိုက်ပါတယ်သူမဟာကြာပုတ်ကိုဆွဲယူပြီးအမျိုးသမီးကိုရိုက်နှက်ပါတော့တဲ့အမျိုးသမီးကလည်းခွင့်လွှတ်ပေးဖို့အကြိမ်ကြိမ်တောင်းပန်နေခဲ့ပါတယ်အမျိုးသမီးကဘိုက်ကိုဖိကင်ထားတာမြင်တော့အိမ်တော်ထင်းကသူမကိုဝင်ရှိနေတယ်ဆိုတာကိုတန်တရားဝင်လိုက်ပြီးတခင်လေးအတွက်ကိမ်းမုတ်အစ်စ်တစ်လုံးဖုတ်ပေးခိုင်းလို့ရပါတယ်လို့ပြောပါတယ်ဒါပေမဲ့အဖွားအိုကညှင်းပယ်လိုက်ပြီးအမျိုးသမီးကိုကြာပိုးနဲ့ဆက်ရိုက်နေခဲ့ပါတယ်အမျိုးသမီးရဲ့လေပင်ကနေကြောက်စိမ့်ဆွဲပြပြုတ်ကျသွားတာကိုတော့အဖွားအိုသတိမထားမိခဲ့ပါဘူးနောက်တစ်စက္ကန့်မှာတော့အိမ်တော်ထင်းကအမျိုးသမီးရဲ့ဘိုက်ကိုလက်ညှိုးထိုးပြီးသူမကိုဝင်ရှိနေကြောင်းအော်ပြောလိုက်ပါတယ်ဒါဟာမကောင်းတဲ့ရည်ရွယ်ချက်နဲ့အိမ်ထဲကိုကိုဝင်ဖုံးကွယ်ပြီးဝင်ရောက်လာတာပါလို့ပါဆွဆွဲခဲ့ပါတယ်အမျိုးသမီးကချက်ချင်းဒူးထောက်ပြီးသူ့ခင်ပွန်းမတရားထောင်ချနေတာကိုရှင်းပြကရှိနေငါဖို့အလုပ်လုပ်ရတာဖြစ်လို့မောင်းမထုတ်ပါနဲ့လို့အဖွားအိုကိုတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ဒီအမျိုးသမီးဟာရာဇဝတ်သားရဲ့ဇနီးဖြစ်တယ်ဆိုတာသိလိုက်ရတော့အဖွားအိုဟာဒေါသတကြီးအော်ဟစ်ဆူပူပြီးရှားအိမ်တော်ကနေမောင်းထုတ်ဖို့အိမ်တော်ထင်းကိုအမိန့်ပေးလိုက်ပါတော့တယ်ရှားအိမ်တော်ကနေထွက်လာပြီးတဲ့နောက်မှာအမျိုးသမီးဟာမိဘတွေမကွယ်လွန်ခင်ကခြံထားခဲ့တဲ့ဘိုးဘွားအိမ်ကိုတတိယပြီးခင်ပွန်းကိုကယ်ဖို့အတွက်အဲ့ဒီအိမ်ကိုရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာသူမဟာဘိုးဘွားအိမ်ကိုတွားရောက်ခဲ့ပြီးအိမ်ထဲဝင်ဖို့ကြိုးစားစင်မှာပဲရေတပုံးနဲ့လောင်းချတာကိုခံလိုက်ရပါတယ်သူမရဲ့မိဘတွေကွယ်လွန်ပြီးတဲ့နောက်မှာသူ့ဦးလေးနဲ့အတော်တို့ဟာဘိုးဘွားအိမ်ကိုတိမ့်ပိုက်နေထိုင်နေခဲ့တာကိုပေါ်ပေါက်လာခဲ့ပါတယ်ဒါကြောင့်အမျိုးသမီးကသူ့ခင်ပွန်းကိုကယ်ဖို့အိမ်ရောင်းခွင့်ပြုပါလို့ဦးလေးကိုတောင်းပန်ခဲ့ပြီးပတ်စံရလာတဲ့အခါအတိုးနဲ့တကွပြန်ဆက်ပါမယ်လို့ကတိပေးခဲ့ပါတယ်ဦးလေးနဲ့အတော်ကတော့သူမဒီလောက်ဆင်းရဲပြီးကိုဝင်နဲ့ဆိုတော့ဘယ်တော့မှပြန်ဆက်နိုင်မှာမဟုတ်ဘူးလို့တွေးခဲ့ကြပါတယ်စိတ်အားငယ်စွာနဲ့အမျိုးသမီးကသူ့ခင်ပွန်းငငယ်ကလေးကဆွဲထားတဲ့တံပိုးရှိတဲ့ကြောက်စိမ့်ဆွဲပြားကိုပြန်ရွေးနိုင်တဲ့အထိဦးလေးစီမှာအပေါင်ထားခွင့်တောင်းခဲ့ပါတယ်ဒါပေမဲ့စစ်ကြည့်လိုက်တဲ့အခါအဲ့ဒီဆွဲပြားကပျောက်ဆုံးနေခဲ့ပါတော့တယ်တစ်ချိန်တည်းမှာပဲရှားဆန်အိမ်မှာတော့အဖွားအိုကရေတောက်နေစဉ်မြေပြင်ပေါ်ကကြောက်စိမ့်ဆွဲပြားကိုရှာတွေ့ခဲ့ပါတယ်သူမကောက်ယူကြည့်လိုက်တော့သူ့ကိုယ်ပိုင်ဆွဲပြားနဲ့တွဲဖက်ညီနေတာကိုတွေ့ရှိခဲ့ပြီးဒါဟာသူ့ရဲ့သားပိုင်ဆိုင်တဲ့အမွေပစ္စည်းဖြစ်ကြောင်းချက်ချင်းသဘောပေါက်သွားပါတော့တယ်သူမဟာတူတူကိုညကလုံခြုံရေးကင်မရာမှတ်တမ်းတွေကိုစစ်ဆေးခိုင်းခဲ့ပြီးဆွဲပြားဟာအမျိုးသမီးစီကပြုတ်ကျခဲ့တာဖြစ်ကြောင်းသိလိုက်ရပါတယ်အဖွားအိုကတူတူကိုအမျိုးသမီးနဲ့သူမခင်မွန်းအကြောင်းစုံစမ်းဖို့ညွှန်ကြားခဲ့ပြီးနောက်ဆုံးမှာအမျိုးသမီးဟာကျန်မီသားစုရဲ့ဘိုးဘွားအိမ်မှာရောက်နေကြောင်းကိုသိခဲ့ရပါတယ်
အဖွားကိုလည်းအဲ့ဒီနေရာကိုအလင်းအမြန်လိုက်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲတခြားတစ်နေရာမှာတော့ဦးလေးကအမျိုးသမီးဆွဲပြားကိုမပေးနိုင်တာမြင်တဲ့အခါလာလိမ့်နေတယ်လို့ယူဆပြီးဒေါသတကြီးမောင်းထုတ်ဖို့ကြိုးစားနေခဲ့ပါတယ်ရုတ်တရက်အတော်ကမကောင်းတဲ့အကြံတစ်ခုရသွားပါတယ်သူမဟာအမျိုးသမီးကိုရွာထဲကလူပြိုတယောက်နဲ့အတင်းလက်ထပ်ပေးပြီးသူတို့သမီးမင်္ဂလာကြေးရယူဖို့စီစဉ်ခဲ့ပါတယ်ဒီအကြံကိုကြားလိုက်ရတဲ့အခါအမျိုးသမီးကစပွဲပေါ်ကဝက်ဦးလှဲကိုဆွဲယူပြီးခုခံကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်ရုံးရင်းဆန်ခတ်ဖြစ်ရာကနေသူမမြေပြင်ပေါ်လဲကျသွားပြီးခြေထောက်ကြားကနေတွေးတွေစီးကျလာခဲ့ပါတယ်အမျိုးသမီးဟာကိုဝင်ရှိတဲ့ကလေးအတွက်စိုးရိမ်ပြီးကယ်တင်ပေးဖို့အတနာခံတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့သူ့ဦးလေးကတော့သူမကိုကိုတောင်နဲ့ဆွဲခေါ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဖွားကိုဟာကြံမိသားစုရဲ့ဘိုးဘွားအိမ်ကိုဆက်ရောက်လာပါတော့တယ်သူမအိမ်ထဲဝင်လာပြီးအမျိုးသမီးဘယ်မှာလဲလို့မေးလိုက်ပါတယ်ဦးလေးကတော့ဒီမှာတခြားဘယ်သူမှမရှိဘူးလို့လိန်ပြောခဲ့ပါတယ်အဖွားအိုကမယုံတာနဲ့တူတူကိုတကားဖွင့်ပြီးကိုတောင်ထဲကိုဝင်ကြည့်ခိုင်းလိုက်ပါတယ်ဦးလေးကချက်ချင်းတကားပိတ်ဖို့ကြိုးစားခဲ့ပါတယ်အဖွားအိုထွက်သွားဖို့ပြင်နေတော့မှအိမ်အောက်ကနေသွေးတွေစိမ့်ထွက်လာတာကိုမတော်တဆသတိထားမိလိုက်ပါတယ်ဒါနဲ့အမျိုးသမီးကိုအထဲမှာပိတ်လောင်ထားတာဖြစ်နိုင်တယ်လို့တန်တရားဝင်ကတူတူကိုတကားဖွင့်ဖို့ချက်ချင်းပြောလိုက်ပါတော့တယ်